အုံဒီမင်းချက်ချက်သားတော့တူတက်ပါတဲ့အတွက်မလို့ငါလုပ်ပေးလို့မရနေကိုယ်တိုင်လည်းမတက်ရဘူးပန်းတကူတာဝယ်ပြီးချက်ဟုတ်လားမနေ့ပြမနေ့ကျရင်ငါလာစားမယ်နေတို့ညီမတော့ကိုလာမယ်တပတ်တီးတီးကြရင်လုံးတင်လို့ပါငါလာတွေ့မယ်ဒီကြားထဲမှာပေါ်ကြီးကိုလုံးဝမနှောက်ရှက်ရဘူးသူထင်းလို့နေပါစေနောက်ရှက်တဲ့သူကိုလုံးတင်လို့ပါငါလာတွေ့တဲ့အခါကျရင်ကောင်းကောင်းကြီးပြစ်ဒဏ်ပေးမယ်လို့လုံးတင်ရောလုံးခင်ရောနေတခါတတ်မှာလားဟုတ်လားဟုတ်စိတ်ချပါအဖေတားလည်းမယုံမင်းတို့ကဘာပါရပါလဲကွာအဖေလိုမျိုးဟိုပေါ်ကြီးလိုမျိုးလွန်းလန့်နေပါစေလို့အဖေသမီးကိုမှာခဲ့ဘာဆိုင်လို့ငါမင်းကိုမှာပေးရပါလဲမိချင်းဒီကောင်တေးရကြည့်ထားတော့ဒီကောင်ကနေမတိအောင်ကိစ္စတွေအများကြီးလုပ်ထားတယ်အခုလောလောဆယ်တော့ငါထက်ဆက်လေးချပြန်လာအောင်မယ်ဟဲ့ဟုတ်ပြီဆက်ဟဲ့အမဝီရောက်ပြီဟဲ့ပေါ်ကြီးအဲ့လေမကြီးကုတော်ကျွန်တော်ဒီဘယ်လိုလုပ်ရောက်လဲဟိုနေမကုနာနေကိုနေငါဖေဦးလုံးဆိုမဟုတ်ပါဘူးဗျာမင်းကမသိအောင်ဆောင်းနေဟိုမင်းအေးမင်းဘယ်သိမလဲဟိုမင်းမင်းကိုသူ့ဖေစီးလာတာဟိုငါရောက်ကမှဦးတော့စီးလာတော့မင်းကစိတ်ပြောင်းသွားမင်းမသိတော့မင်းအစွမ်းနေမှပြနေဟုတ်ပါဘူးဟုတ်တယ်ဟုတ်ပဲကျွန်တော်ရွာဝင်တော့လေညောင်မင်းကြီးအောက်မှာအဖေတန်ကြားလိုက်တယ်အဖေကကျွန်တော်ခေါ်ရတော့ကျွန်တော်ဘာမှမသိပါဘူးမကျင်ဟာဟုတ်မှာဗောအဲ့ညောင်မင်းသေရရှိသူ့စီးလာတာနေမှာဗောခုနတော့ငါဖေဝင်စီရလေရှင်ကြောက်ဖေကိုသေရလို့ပြောပါမဟုတ်ဟိုဒိုးဖေကသူကအထဲပုတ်ကိုဖြစ်သွားပြီလေဒီကောင်စီးမဲ့သေရကိုဖယ်ပြီးတော့အဖေစီးလာတာအဲ့ဒါပြောတာကျွန်တော်တည်းရဟဲ့လို့ချင်းကျွန်တော်ရောထွက်သွားတယ်ဆိုတာလေအေးပါဟဲ့ငါအဲ့ကုန်တိပြီနေခုအိမ်ပြန်မလားအိမ်ပြန်တော့မဖြစ်ဘူးထင်တယ်ကျွန်တော်ရွာထွက်သွားလဲစလီ15လောက်ရှိပြီဆိုတော့လုံးပြန်စိတ်ဆိုးနေတော့မှာပဲအဲ့တော်ဘာမှပုံမနေတဲ့ကမောင်အမလုံးတွေကိုအားလုံးပြပေးမယ်ဟုတ်ပြီလားအဲ့ဒါဆိုအမဟိုလုံးတွေကိုအမခေါ်ရင်ပြထားပေးပါလားကျွန်တော်ဆောင်းတော့တက်ရှောင်းနေလိုက်မှာအေးပါဟဲ့နင်ချမ်းတော့ရင်တော့ငါလုံးတွေအားလုံးပြထားလိုက်မယ်အဲ့ဆိုကျွန်တော်တက်ရှောင်းနေလိုက်မှာအေးငါလည်းလိုက်ရှောင်းနေမယ်လေလိုက်ရှောင်းဘာလို့လိုက်ရှောင်းမှာလဲရှင်ဘာလို့ရှောင်းနေမှဖြစ်မှာပေါ့ခုနလည်းဖေအားလုံးပြပြီးသွားပြီရှင်တော့ကြက်ကြက်တည်းထားဒီနေ့ကဆိုပြီးအိမ်နဲ့အိမ်ပြန်ခဲထွက်ကြည့်ညီမလည်းဖြစ်နားရှိလို့သာကြားရတယ်ရုံမောတာခက်တယ်ဟဲ့ငါညို့မဟုတ်မှန်လုံးဆက်ခင်ပြီးပြောပါမလားအေးခုဟာငါကိုယ်တိုင်နဲ့မြင်ကိုပြည့်ပြီးသွားစီကိုယုံသွားတာညို့မလို့ကတော့ညီတို့ထဲလုံးကျန်ဆဲရတယ်တဲ့ဆိုတာသိရသားနဲ့များဟုတ်တယ်မရဲ့ကိုပေါ်ကြည်ရလေဖျားတန်းကိုလေရင်းနဲ့ဖြန်းလိုက်တာမိဘရဲ့တဖွာဖွာပေါ်လာတာအဲ့ထက်အောင်စရာကောင်းတာလေအုံးမေအောက်ကနေကြီးစီထိုးလိုက်တာအပင်မောအုံးလေးတွေအောက်ကိုတဖြုတ်ဖြုတ်ကျွေလာတာဘောကြတော့မင်းတင်နေတာဆိုတော့ငါအော်တယ်ကွာဗျာငါကြည့်နေတယ်ငါချက်သိထားတာမင်းကိုကြည့်ပြီးတော့ဟာငါမင်းတော့အစောတစ်ခွက်ပြန်အေးရောထောက်ခွေတော့ငါလေးလုံးရင်မင်းမဘောခေါင်းလစ်ထွက်လာတာကွာမင်းပညာလည်းတော့မခံမဘူးမင်းတယောက်တည်းမိမနိုင်လို့မဖြစ်ဘူးတော့ငါလည်းမိမနိုင်ပြီးတော့မင်းပညာလေးသင်ပေးဦးမှာဖက်ရှင်ကြီးကိုလေဒီမိမကကိုကြီးတော့ပါအခုလောလောဆယ်ကိုကြီးတော့မဆူအောင်ပြဿနာမဖြစ်အောင်ကျွန်တော်မလုံးကျုံထိန်းထားလိုက်အေးကောင်းတယ်ထိန်းလို့မြန်မယ်ငါမျိုးကပိုင်နိုင်လို့မယူပါဘူးကိုကြီးတော့မရတယောက်တည်းတော့မနိုင်ပါဘူးဆိုမှကိုကြီးတော့ဝမ်းတော့တို့ရှင်ကြီးကိုလည်းအခုမှလွတ်လွတ်လိုက်တဝိုက်တောင်းဟုတ်ပါကွာမင်းရွာတော့သွားတယ်လေငါဒီထမ်းတော့မရတော့ဘလက်မကြောက်ဘူးမတော့ဝမ်းတော့တော့ဘာမှမဖြစ်ဝမ်းတော့တိတ်လက်တော့မနေတော့နော်မင်းပြတ်တယ်မှာတို့ပါလေဦးမယ်အပါစီရပါဘူးဗျာကိုကြီးတော့အောင်မဆူအောင်လို့မလုံးကျုံထိန်းထားလိုက်ဟုတ်ပြီလားလွတ်လွတ်တော့တောင်းမယ်ကဲညီတို့လည်းပြန်ကြတော့ညီတို့နော်ပေါ်ကြီးကိုယုံမယုံသူစိတ်နှောက်ရှက်ပြောင်းလို့နင်းလေးမလုံးနဲ့အေးအဲ့လိုလုပ်တဲ့သူကိုလည်းအဖေကပြစ်ဒဏ်ပေးမယ်လို့ပြောထားခဲ့တယ်အေးအဖေပြစ်ဒဏ်ပေးတာနောက်လောဆယ်ငါနဲ့တွေ့မယ်စားလာလုံးတယ်အမကဲတော့စားကိုတော်မောင်ကျောက်ကလည်းလေခိုင်းလိုက်